မင်္ဂလာပါတချင်ကဒီနေ့ကလေးလေးတွေကိုအန်တရများသင်ကြားကြဆိုတာသင်ခန်းစာတွေမှာပါတယ်ရုပ်ပုံကလေးတွေကြည့်ကြရဲ့ရွတ်ဆိုရေးကြည့်မယ်သင်ခန်းစာကိုသင်ပေးမှာဖြစ်ပါတယ်အဲ့တော့ channel တူတူစကားလုံးကလေးတွေပေါင်းပြီးတော့ရုပ်ပုံကလေးတွေကြည့်ပြီးတော့စကားလုံးကလေးတွေပေါင်းကြည့်ကြရအောင်ပါတဝေထိုးရာကောက်ရီရီကာကြီးရေးနတ်တာကန်ရေကန်တဝေထိုးရာကောက်ရီရီကာကြီးရေးနတ်တာကန်ရေကန်ဒါကိုတချင်ကစလုံးပေါင်းနည်းနဲ့ရောအတန်ထွက်နည်းနဲ့ပါတခါတည်းပေါင်းပြပါမယ်နော်တဝေဒါကစလုံးပေါင်းနည်းနဲ့ပေါင်းမယ်ဆိုရင်တဝေထိုးရကောက်ရေရေကာကြီးရေးနတ်တာကန်ရေကန်အတန်ထွက်နည်းနဲ့ဖတ်မယ်ဆိုရင်ရအေရေကအန်ကန်ရေကန်ခါကွေနောက်ပြည့်ခဲတာဝန်ပူရေးတသေးတင်တန်ခဲတန်ခါကွေနောက်ပြည့်ခဲတာဝန်ပူရေးတသေးတင်တန်ခဲတန်ခါအဲခဲတအန်တန်ခဲတန်အာရီအတာရေးတသေးတင်တန်အတန်အာရီအားတာရေးတသေးရင်တန်အတန်အတာအန်တန်အတန်ကာကြီးတသေးရင်ကန်အောက်ကမြင်ကန်တဝီထိုးကာကြီးရချရှည်ထိုးကောကန်ကောပါဆောက်ရေးနတ်တာပန်းဝစ်ဆန်နှလုံးပေါက်ပန်းကန်ကောပန်းကာကြီးတသေးရင်ကန်အောက်ကမြင်ကန်တဝီထိုးကာကြီးရချရှည်ထိုးကောကန်ကောပါဆောက်ရေးနတ်တာပန်းဝစ်ဆန်နှလုံးပေါက်ပန်းကန်ကောပန်းကအန်ကန်ကအောကောကန်ကောပါအန်ပန်ကန်ကောပန်လာရင်မတ်တာလန်ဝစ်ဆန်နှလုံးပေါက်လန်လာရင်မတ်တာလန်ဝစ်ဆန်နှလုံးပေါက်လန်လာအမ်လန်အဲ့မှာလေအတန်ထွက်ချင်းတူပေမဲ့စကားပေါင်းထားတဲ့စကားလုံးလေးတွေချင်းမတူပါဘူးเนาะဒီမှာလေပန်းတို့လန်းတို့ဆိုပေမဲ့ဒီမှာပန်းကိုကြာရင်ဒီလိုမျိုးနတ်တာနဲ့ပေါင်းထားပြီးတော့လန်းကိုကြာလို့ရှင်ချယ်တို့တွေကနတ်တာနဲ့မပေါင်းပါဘူးเนาะလာရေးမတ်တာလန်းဝစ်ဆန်နှလုံးပေါက်လန်းဆိုပြီးတော့ပေါင်းပါပါเนาะအာရီအားလာရေးသေးတင်လန်အလန်အာရီအားလာရေးသေးတင်လန်အလန်အာလာအန်လန်အလန်ဒီမှာကြာလို့ရှင်လည်းပဲလန်ဆိုတဲ့အတန်ထွက်ကလာရေးနတာလန်လည်းရှိတယ်လာရေးမတာလန်လည်းရှိတယ်လာရေးသေးတင်လန်ဆိုပြီးတော့အတန်3တန်ရှိပါတယ်ဒါပေမဲ့ဒီချယ်တို့ကအလန်ဆိုတဲ့စကားလုံးကိုပေါင်းတဲ့ခါကြလို့ရှင်လာရေးသေးတင်လန်နဲ့ပဲပေါင်းပါမယ်เนาะအဲ့ဒါကိုရှစ်ကလေးလေးတွေကသေချာချာမှတ်ထားရပါမယ်เนาะအလန်ဒီမှာဆိုလို့ရှင်လည်းအတန်ဆိုတဲ့စကားလုံးတွေကိုနတ်သားတို့မတ်သားတို့နဲ့တန်နဲ့အတန်နဲ့မပေါင်းပါဘူးသေးတင်တန်နဲ့ပဲပေါင်းပါပဲเนาะငါရေးနတ်သားငန်းဝစ်ဆန်နှလုံးပေါက်ငန်းငါရေးနတ်သားငန်းဝစ်ဆန်နှလုံးပေါက်ငန်းငါအန်ငန်းငါရေးချဝစ်ဆန်နှလုံးပေါက်ငါမာရေးနတ်သားမန်ဝစ်ဆန်နှလုံးပေါက်မန်ငမန်ငါရေးချဝစ်ဆန်နှလုံးပေါက်ငါမာရေးနတ်သားမန်ဝစ်ဆန်နှလုံးပေါက်မန်ငမန်အတန်ထန်နဲ့ဖတ်မယ်ဆိုလို့ရှိရင်ငါအားငါမာအမန်ငမန်ဘာသာရေးနတ်တာပန်ကကြည်ရေးချကပန်ကဘာသာရေးနတ်တာပန်ကကြည်ရေးချကပန်ကပအန်ပန်ကအာကပန်ကတာဝန်ပူရေးနှစ်ချောင်းငင်တူတာရေးတသေးတင်တန်တူတန်တာဝန်ပူရေးနှစ်ချောင်းငင်တူတာရေးတသေးတင်တန်တူတန်တာဥတူတာအန်တန်တူတန်ဘာသာရေးနတ်တာပန်ဝစ်ဆန်နှလုံးပေါက်ပန်ကာကြီးနတ်တာကန်ဘကန်ဘာသာရေးနတ်တာပန်ဝစ်ဆန်နှလုံးပေါက်ပန်ကာကြီးနတ်တာကန်ဘကန်ပါအန်ပန်ကအန်ကန်ဘကန်တဝေထိုးရကောက်ရေရေနာငယ်ရေးတသေးတင်နန်ရေနန်တဝေထိုးရကောက်ရေရေနာငယ်ရေးတသေးတင်နန်ရေနန်ရအေရေနာအန်နန်ရေနန်ထာစင်တူရေးနတ်တာထန်းဝစ်ဆန်နှလုံးပေါက်ထန်းတာရေးလုံးကြီးတင်ဆန်ခဲသည်ဝစ်ဆန်နှလုံးပေါက်သည်ထန်းသည်ထာစင်တူရေးနတ်တာထန်းဝစ်ဆန်နှလုံးပေါက်ထန်းတာရေးလုံးကြီးတင်ဆန်ခဲသည်ဝစ်ဆန်နှလုံးပေါက်သည်ထန်းသည်ထအန်ထန်းတာဤသည်ထန်းသည်တာရေးနတ်တာတန်တာရေးနတ်တာတန်တန်တန်မရေးချမတန်တန်မရေးချမတန်တန်မတာရေးနတ်တာတန်တာရေးနတ်တာတန်တန်တန်မရေးချမတန်တန်မရေးချမတန်တန်မတာအန်တန်တာအန်တန်တန်တန်မအာမတန်တန်မအာမတန်တန်မဇာလင်ရေးနှစ်ချောင်းငင်စုညာရေးတသေးရင်ညံစုညံဇာလင်ရေးနှစ်ချောင်းငင်စုညာရေးတသေးရင်ညံစုညံစဥစုညာအန်ညံစုညံဝါရေးချဝစ်ဆန်နှလုံးပေါင်းဝါထဆင်တူရေးထဝါထရာကောက်ရေးတသေးရင်ယံဝါထက်ယံဝါရေးချဝစ်ဆန်နှလုံးပေါင်းဝါ
ထစင်တူရီထဝါထရာကောက်ရီတသေးရင်ယံဝါထေယံဝါအားဝါထအထဝါထရအံယံဝါထေယံတဝီထိုစားလင်းရီစေဝဆန်နှလုံးပေါင်းစေတာဝန်ပူရီတသေးရင်တန်စေတံတဝီထိုစားလင်းရီစေဝဆန်နှလုံးပေါင်းစေတာဝန်ပူရီတသေးရင်တန်စေတံစာအေးစေတအန်တန်စေတံခါကွေခရာကောက်ရီမတ်တယံဝဆန်နှလုံးပေါင်းယံခေယံတာရီလုံးဤတင်ဆန်ခဲတိဝဆန်နှလုံးပေါင်းတိခေယံတိခါကွေခရာကောက်ရီမတ်တယံဝဆန်နှလုံးပေါင်းယံခေယံတာရီလုံးဤတင်ဆန်ခဲတိဝဆန်နှလုံးပေါင်းတိခေယံတိခအခရာအံယံခေယံတာဤတိခေယံတိအာရေးတသေးရင်အန်အောက်ကမြင်အန်အခရာအောအန်အောအာရေးတသေးရင်အန်အောက်ကမြင်အန်အခရာအောအန်အောဒါကတော့အတန်ခဏနေလည်းပဲအဲ့တိုင်းပါပဲเนาะသူ့ရဲ့အန်ဆိုတဲ့အတန်လေးကဒီတိုင်းလေးပဲဆိုတော့အန်ဒီချဲတို့ကဒီထဲမှာအန်ဆိုတဲ့အတန်ထဲမှာဒီကအပဲပေးထားတာဆိုတော့တခြားအတန်ကူးစရာမလိုတော့ဘူးလေအန်အခရာအောအန်အောပါအဲ့တော့ကလေးလေးတွေကဒီစကားလုံးလေးတွေကိုလည်းပဲစာအုပ်၄ချောင်းမြင့်စာအုပ်ထဲမှာလေးလှလေးတွေနဲ့အရေးအစွဲမှန်လေးတွေနဲ့ထက်ခါရေးကျင့်ကြည့်မယ်အလွတ်ဆိုကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုကလေးလေးတွေကြည်ကြည်ညံ့ညံ့နဲ့ရသွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ရှင်နဲ့တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်